နင်တို့ငါ့ကိုမခန့်လေးစားလုပ်နေကြလားဟမ်နင်တို့တော့ဖက်နှက်စင်လှုပ်ထားပေးရဆိုတာနင်တို့ဖက်နှက်တွေကိုတေးသေးချာချာစီးကန့်ရှိရှိချစ်ဖို့ငါလှုပ်ထားပေးရဒါကမ္ပဏီနင်တို့ရဲ့အားလုံးအစင်တန်းရှိရှိနေစဉ်ချင်းလို့ငါလှုပ်ထားပေးရနင်တို့အိမ်မှာလုပ်နေကြတဲ့ချိုးနေငါကမ္ပဏီမှာလာမချိုးနဲ့နောက်တစ်ခါဆိုရင်နင်တို့ဖက်နှက်တွေအားလုံးမှိုက်ပုံနဲ့ရောက်သွားမယ်နားလေနော်ဟုတ်ကောင်းပါလေအရှိထွက်လာခဲ့အောင်ဟင်းယူနီဖောင်းဘယ်လိုဖြစ်ရလဲဟုတ်ညီမဘတ်စကာတိုးစီးနဲ့လူအရန်ချက်လို့ပေးသွားတာပါနင်တို့ရေငါ ferry season ထားပေးရလေဘလို့ဖြစ်ပြီးဘတ်စကားတိုးစီးရလဲ ferry မမေ့လိုက်လို့ပါနင်တို့ရအဲ့ဒါကြီးပဲဒါမဲ့ကိုတက်ကြီးရှိပါတယ်မထိတ်တာကျမလည်းပြောရအားရီပေါက်နေပြီရှင်ဒီကိစ္စဘလို့ဖြေရှင်းပေးမှာလဲကုမ္ပဏီစီကံနိုင်မဲ့ရေးယူတော့မှာပါမထိတ်တာနင်တို့ရေအားလုံးကတခါရေးပြောထားမယ်ငါလေငါနင်တို့ရေအမြဲတမ်းအစရရအစသေးစိတ်အစဒီတစ်ဆိုင်ကအမြဲစီစဉ်ပေးတယ်နင်တို့ရေအကုန်လုံးကတော့ဗျမ်းမတာတွေပဲနင်တို့ဘလို့နေကြရလဲဖနက်ကိုလည်းချွတ်ချင်တယ်လို့ချွတ်တယ် ferry season ထားပေးတယ်မှီအောင်စေးကြအောင် uniform လည်းတတ်ရမဝတ်ကြအောင်အေးနင်တို့ငါပြောနေတဲ့စီးမြစ်စီကန်းနေအခုဒီမှာကတ်ထားတဲ့စီးမြစ်စီကန်းနေဆိုတာအားနေလုံးကကတ်ထားမှာမဟုတ်ဘူးနင်တို့ရေအားလုံးဖြစ်စေချင်လို့တန်မိုးရှိစေချင်လို့ပြောနေတဲ့ဟာတွေပဲနင်တို့ရလေငါနဲ့ငါကပ်ပဏီဂုံတိတ်ခါကိုထိခိုက်အောင်ဘာလို့လုပ်နေကြရလဲမရိတာကျွန်တော်အမားလုံးမိရဲဆိုတာမှန်ပါလိမ့်မယ်ဒါပေမဲ့ဒီမတော်အဆအမားလေးတကူကကုံပြီးတိတ်ခါကြလို့တဲ့အထိမဖြစ်နိုင်တော့ဘူးလို့ကျွန်တော်ထင်ပါတယ်သူတို့စိတ်ထဲမှာလည်းအဲ့လိုသဘောထားမျိုးရှိမှာဟေးစမ်းမနင်ကဘယ်သူကစကားပြောခွင့်ပေးထားလို့ဝင်ပြောနေရလဲနင်ကငါ့ကိုလာစားပေးထားလားငါနင်ကိုလာစားပေးထားလားကိုတက်ကြီးကမ်နီရဲ့စီကနံပါတ်3ချက်ကပါလဲကိုနဲ့မဆိုင်ရင်ဝင်မပြောရပါမထိတ်တာကြားရနော်ကိုစစ်ပိုင်အဲ့တယောက်ကအစမ်းခံဝန်ထမ်းမဟုတ်လားဟုတ်ပါရဲ့